နှစ်သားနဲ့ယဟန္တာဖြစ်တာဒီကိုရင်ကနော်အဲ့ဒါတနေ့တော့မြတ်စွာဘုရားကယဟန်တော်တွေအပါ30လောက်နော်တော့ရဆောက်တည်ပြီးတော့တရားကျင့်ကြဖို့နော်သွားကြမယ်ဆိုတော့မြတ်စွာဘုရားကိုလာပြီးတော့နော်ရှိခိုးဥချကြတော့မြတ်စွာဘုရားဒီယဟန်နေမှာဘေးဖြစ်မယ်ဆိုတာကိုမြင်တယ်အဲ့ဒီသွားတဲ့နေရာမှာဒုက္ခရောက်လိမ့်မယ်ဆိုတာမြင်တယ်အဲ့ဒီဘေးဒုက္ခကိုဒီတန်ကိစ္စတာမဏေကကဲတင်ပေးနိုင်လိမ့်မယ်ဆိုတာကိုလည်းမြင်တယ်အဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားယဟန်တို့မင်းတို့သွားကြမယ်ဆိုရင်နောင်တော်ကြီးဖြစ်တဲ့တာရိပုတ္တရာကြီးကိုဝင်သွားကြနှုတ်ဆက်သွားကြလို့အဲ့လိုအမိန့်ရှိအဲ့ဒါနဲ့အဲ့ဒီယဟန်တဲ့ရှင်တာရိပုတ္တရာကြီးကိုဝင်ပြီးတော့နှုတ်ဆက်တော့မြတ်စွာဘုရားလှုပ်လိုက်လို့ပါဘုရားဆိုတော့ရှင်သာရိပုတ္တရာဆင်းချင်းကြည့်တော့ရှင်သာရိပုတ္တရာလည်းမြင်တယ်။အော်မြတ်စွာဘုရားဒါကြောင့်ငါးစီကိုလှုပ်တာပဲဆိုတာမြင်တဲ့အတွက်ကြောင့်သူ့ရဲ့တပည့်ပေါ့ရှင်တန်ကိစ္စကိုရင်ကအဲ့ဒါနဲ့မင်းတို့ဒီတန်ကိစ္စကိုရင်လေးကိုခေါ်သွားကြ။ကိုရင်ကတော့ဘယ်ရွယ်လဲတော့ဘုံဘုံမမှန်းတတ်ဘူး။ယဟန္တာတော့ဖြစ်ပြီးသွားပြီအဲ့ဒီချိန်မှာဟုတ်လား။ဒီကိုရင်တန်ကိစ္စကိုရင်ဝိတ္တရဆိုသူဟာဒဇပင်စကကမ္မထံစီပြန်ပြီးတော့သင်ပေးလိုက်တာနဲ့ခေါင်းရိပ်ပြီးတော့သူကတခါတည်းယဟန္တာဖြစ်တာ။အဲ့ဒါနဲ့ကိုရင်ကိုခေါ်သွားကြဆိုရှင်ဘုရားကိုရင်ငယ်လေးဆိုတော့သူ့အတွက်တပည့်တော်တို့နော်စောင့်ရှောက်ရတာနဲ့ဒုက္ခများပါတယ်မခေါ်ပဲရစေနဲ့ပေါ့အဲ့တော့ရှင်သာရိပုတ္တရာသူ့ကြောင့်မို့လို့သင်တို့ဒုက္ခမရောက်နိုင်ဘူးနော်သင်တို့ရဲ့ဒုက္ခကိုသူဟာပဲဖြေရှင်းပေးနိုင်လိမ့်မယ်နော်သင်တို့အတွက်သာလင်သူဟာကြောင်းကြဆက်ရလိမ့်မယ်သူ့အတွက်သင်တို့ကြောင်းကြဆိုင်เสียမရှိဘူးအဲ့ဒါကြောင့်ခေါ်သွားတာပေါ့ဟိုရောက်တော့တို့ပြောကြပါစို့ကပ္ပိယကြီးရှိတယ်သူတို့ခိုင်းတာလုပ်ပြီးတော့ကြွေးတာစားတယ်တက္ကကြီးတယောက်ရှိတယ်အဲ့ဒီတက္ကကြီးကနောက်တော့သမီးတွေစီကိုအလဲပြန်မယ်ဆိုပြီးတော့ဒီရဟန်းတော်တွေမသိအောင်သူအိမ်ကိုခိုးပြန်တာပေါ့အဲ့ဒါပြန်လာတဲ့အခါကျတော့တောထဲမှာဓမြတွေနဲ့တွေ့တယ်တခိုးဓမြအဲ့ဒီတခိုးဓမြတွေကလည်းသူတို့လုပ်ငန်းအဆင်မပြေလို့ရစ်ပူဇော်ဖို့လိုအပ်တယ်ဆိုတဲ့အမြင်နဲ့လူရှားနေတာအဲ့ဒီအချိန်မှာအဲ့ဒါနဲ့ဒီကပ္ပိယကြီးကိုလည်းတွေ့ရောဖမ်းပြီးတော့သူ့ကိုတတ်ပြီးတော့ရစ်ပူဇော်ကြမယ်လို့လှုပ်တော့ကြောက်လန့်ပြီးတော့ကပ္ပိယကြီးကသူဟာအလွန်ယုံညံ့တဲ့အဆင်အတန်းအလွန်နှိမ့်တဲ့သူဖုံးစားပါပေါ့နော်သူ့ကိုပူဇော်လို့နတ်တွေကနော်သဘောကျမှာမဟုတ်ဘူးပေါ့နော်ဟိုတောထဲမှာနော်အမျိုးကောင်းသားတွေရဟန်းပြုပြီးတော့လှုပ်လာကြတာရှိတယ်ဟုတ်လားအဲ့ဒီယဟန်တွေကမင်းမျိုးကနေဖြစ်လာတာလည်းရှိတယ်ဟုတ်လားအဲ့တော့အဲ့ဒီယဟန်တွေကိုမြန်ပူဇော်မယ်ဆိုရင်နတ်ကြီးကပို့ပြီးတော့သဘောကျလိမ့်မယ်ဆိုပြီးတော့အဲ့ဒီကပ္ပိယကြီးကသူလွတ်ရလွတ်ကြောင်းအတွက်ယဟန်တွေကိုကြောက်ချတာပေါ့နော်အဲ့ဒါနဲ့ကိုသားဓမြတွေကလည်းသဘောကျပြီးတော့အဲအဲ့လိုဆိုမင်းရှေ့ရသွားလမ်းပြခိုင်းပြီးတော့ယဟန်တော်တွေဒီကိုရောက်လာကြတယ်အဲ့ဒါယဟန်တော်တွေရောက်လာတော့ယဟန်တော်တွေကအကြီးဆုံးယဟန်စပြီးတော့ငါလိုက်သွားမယ်ကျန်တဲ့လူတွေအကုန်လုံးကျန်တဲ့ယဟန်တွေအကုန်လုံးအေးအေးဆေးဆေးအထောက်ရကြဒီလိုပဲပြောကြတာဒါပေမဲ့ရှင်တန်ကိစ္စကလည်းပဲရှင်ဘုရားတို့ကြောက်ကြမဲ့နေတော်မူကြတပည့်တော်လိုက်သွားမယ်အဲ့တော့အကြီးဆုံးယဟန်ကဘာပြောလို့ဆိုတော့တို့ယဟန်တွေအကုန်လုံးနော်ပျက်စီးမယ်ဆိုရင်တော့တင့်ကိုတော့ထဲ့လို့မရဘူးပေါ့နော်သင်ကိုရှင်သာရိပုတ္တရာကြီးကနေတို့ကအမခံပြီးတော့ခေါ်လာရတာသင်ကိုတော့ထဲ့လို့မရဘူးဆိုတော့ရှင်တန်ကိစ္စဒီဘေးကိုမြင်လို့နော်အရှင်မြတ်ကတပည့်တော်ကိုထဲ့လိုက်တာဒါကြောင့်မလို့ရှင်ဘုရားတို့ဘာမှပူပန်ကြောင်းကြတော်မမူကြနဲ့ဒါကိုဘေးကင်းတော်ရန်ကင်းတော်တပည့်တော်လှုပ်လာခဲ့နိုင်လိမ့်မယ်လို့ယုံကြည်တယ်ပေါ့နော်ဒါကြောင့်သူ့ကိုထဲ့လိုက်ဖို့ပြောတယ်အဲ့ဒါနဲ့ယဟန်တွေကမျက်ရည်ဆက်လက်နဲ့သူ့ကိုထဲ့လိုက်ကြတယ်ကိုရင်လေးကိုထဲ့လိုက်တယ်အဲ့ဒါဟိုရောက်တဲ့အခါကျတော့မိတွေဖိုထားတယ်တစို့တွေပြင်ထားတယ်သူ့ကိုတက်ပြီးတော့မိခင်ပြီးတော့နော်ပူဇော်မယ်ပေါ့အဲ့ဒါနဲ့ခေါင်းဆောင်ဓမြကြီးဟာဒီကိုရင်ကိုတခါတည်းသူ့ရဲ့လက်ဆွဲတန်လျက်နဲ့အာယူပြီးတော့တခါတည်းခုတ်ဖြတ်ချလိုက်တယ်ဒါပေမဲ့တန်လျက်ကနော်ထရွက်6လို့ပေါ့နော်တခါတည်းခွေပြီးတော့ထရွက်လို့လိတ်သွားတယ်ငါခုတ်တာမတည့်လို့နဲ့တူတယ်ဆိုတခါထပ်ဖြောင်းပြီးတော့တေချာလုတ်ပြီးတော့ခုတ်တယ်မရဘူးအဲ့လိုပဲနော်လိတ်သွားပြန်တယ်နောက်ကိုပဲပြန်လန်သွားပြန်တယ်အဲ့ဒါနဲ့ဓမြကြီးကအံ့ဩသွားတယ်ဩခါရင်းဆိုလို့ရှိရင်ဒီရှားနှစ်သားလိုဟာမျိုးတော့ငါကြားဆွဲကြားရင်းကိုဖြတ်လိုက်ရတယ်လို့မျိုးဒီတန်လဲရအလွန်ထက်တယ်ပေါ့အဲ့တော့ဒီကိုရင်ရဲ့ဂုံကျေးဇူးကအလွန်ကြီးပုံရတယ်ပေါ့အသက်မဲ့တဲ့တန်လဲကတောင်တိတယ်ပေါ့လေသူအဲ့လိုတောင်တွေးမိတယ်ငါဘာလို့မသိလဲဆိုတော့ကြောက်လန့်ပြီးတော့ကိုရင်ရဲ့ခြေရင်းမှာတော့တန်လဲကိုချပြီးတော့ဝတ်ဆင်းတယ်အဲ့ဒါနဲ့ထပြီးတော့သူကမေးတယ်တဲ့ကိုရင်ကိုကြည့်လိုက်တော့လေကိုရင်ကမျက်နှာလည်းကြီးလည်နေဟုတ်လားလိုမေးတယ်ဆိုတော့နော်တာသောတေနတ္ထိနဘေယံဘေယောဝနောပတိတေတိကတ္တမနာပရိဒေဝေတိဧဝရူပေမဟဘေယဒီအရှင်ဘုရားအားတာသောထိတ်လန့်ခြင်းသည်နတ္ထိမရှိဘယံကြောက်ခြင်းသည်နတ္ထိမရှိ
ဘေယောလွန်စွာဝန်သောအစင်းသည်ပတိရတိကြည်လင်လှ၏ဧဝရုပေဤသို့သဘောရှိသောမဟဗေကြီးစွာသောဘေးဖြစ်သောအခါ၌ကတ္တမအဘဲကြောင့်နပရိဒေဝေတိမငိုကြွေးပြီးသည်နည်းတဲ့နော်အရှင်ဘုရားကိုကြည်ရတာထိတ်လန့်တာလည်းမတွေ့ရဘူးကြောက်တဲ့လန့်တဲ့အနေထားလည်းမတွေ့ရဘူးအရှင်ဘုရားရဲ့မျက်နှာအရှင်ဘုရားရဲ့အရေးစင်းတွေဟာအလွန်မှကြည်လင်တယ်ဒီလောက်ကြီးတဲ့ဘေးကြီးတွေ့နေတဲ့အခါမျိုးမှာတော့ဘာကြောင့်မငိုကြွေးရတော့အဲ့လိုမေးတဲ့အခါကျတော့ကိုရင်ကပြန်ပြောတယ်တဲ့နတ္ထိစေတသိကံဒုက္ခနပိခတကာမနိအတိတ်ကံတော့ဘယံတပ္ပခိနာတန်ယောဇနောဣတိနော်ကာမနိတကားကြီးတဲ့ဣတိယဟနာပုဂ္ဂိုလ်သည်တပ္ပအလုံးစုံသောဘယံဘေးရန်ကိုအတိတ်ကံတော့လွန်မြောက်တော်မူပြီးခိနာတန်ယောဇနောကုန်ပြီးသောတန်ယောဇဉ်ရှိတော်မူ၏အနပိခတကိုအသက်၌ငက်ကွက်ခြင်းမရှိသောယဟနာပုဂ္ဂိုလ်အားစေတသိကံစိတ်ကိုမှီ၍ဖြစ်သောဒုက္ခဆင်းရဲသည့်နတ္ထိမရှိတဲ့ gain ဘာမှနားမလည်ကြမရှိဘူးနော်တခါကြီးတဲ့ယဟန္တာပုဂ္ဂိုလ်ဆိုတာတန်ရောစဉ်တွေနော်အကုန်လုံးကိုနော်ကုန်ခန်းအောင်လုပ်ပြီးသွားပြီဒါကြောင့်ဘေးတွေရန်တွေကအကုန်လုံးသူဟာလွန်မြောက်သွားပြီသူ့ရဲ့ခန္ဓာကိုယ်နဲ့အသက်ရဲ့အပေါ်မှာတောင်မှသူဟာငက်ကွက်ခြင်းမရှိဘူးဒါကြောင့်မို့လို့နော်စိတ်ကိုမှီပြီးတော့နော်ဒုက္ခဖြစ်တယ်ဆိုတာမရှိဘူးတဲ့ဒီစိတ်မှာဒုက္ခဖြစ်နေတယ်ဆိုတာမရှိဘူးတဲ့ခိနာယဘဝနိဋ္ဌိယဒိဋ္ဌဓမ္မေယထာတထာနိဗ္ဗယမရဏဟောတိဘာရဝရောပဏယထာနော်ဒါလေးလည်းပဲမှတ်သားကြရအောင်ဘဝနိဋ္ဌိယဘဝသုံးပါးသို့စောင့်တတ်သောကျိုးနှင့်တူသောတဏှာဤခိနာယကုံငင်းကြောင့်ဘာရဝရောပဏယထာဝန်တို့ကိုပြစ်ချခြင်းကဲ့သို့ဒိဋ္ဌဓမ္မေမျက်မှောက်သောကိုယ်၏အဖြစ်၌ယထာတထာဟုတ်ညာညာသောအချင်းရာအဖြစ်နိဗ္ဗယကြောက်လန့်ခြင်းမရှိဘဲမရဏံတေရခြင်းသည်ဟောတိဖြစ်၏တဲ့အဆိုလိုတာဘာတော့နော်တဏှာကိုဘဝနိဋ္ဌိယလို့သုံးတယ်နော်လောဘကိုဘဝနိဋ္ဌိယနော်ဘဝစီကိုဆွဲဆောင်သွားတဲ့ကျိုးပေါ့နော်တစုံတစ်ခုကိုကျိုးနဲ့ချီပြီးတော့ဆွဲလိုက်တယ်ဆိုအဲ့ဒါလေးကပါလာတယ်ပေါ့နော်ဟုတ်လားဘုံဘုံတို့ဘဝစီကိုရောက်အောင်ဆွဲခေါ်နေတဲ့ကျိုးရှိတယ်အဲ့ဒီကျိုးကဘာလို့ဆိုတော့လောဘဆိုတဲ့တဏှာပေါ့နော်အဲ့ဒီကျိုးကကုံသွားပြီတဲ့အဲ့ဒီကျိုးကိုဖြတ်တောက်ပြီးသွားပြီနော်ဘဝနိဋ္ဌိယခိနာယနော်ဘဝစီကိုချင်းကပ်စေတဲ့နော်တဏှာလောဘကုံသွားပြီဒါကြောင့်မို့လို့ဘာရဝရောပဏယထာတဲ့ဒါလေးကတော်တော်လေးရှင်းပြတယ်အကောင်းတယ်နော်ဉာဏပုဂ္ဂိုလ်တို့အတွက်သေခြင်းတရားဆိုတာဝန်တုပ်ကြီးပြစ်ချလိုက်ရတယ်လို့ပဲလို့ပြောတာနော်ရွတ်တာတဲ့ဝန်တုပ်ကြီးလေးလာပြီဟုတ်လားလေးလွန်းလို့ဒါကြီးကိုပြစ်ချလိုက်တယ်ဆိုတော့ပေါ်ပါသွားတာပေါ့ဟုတ်လားဘာရဝရောပဏယထာဝန်တုပ်ကိုပြစ်ချရခြင်းကဲ့သို့ဒိဋ္ဌဓမ္မေမျက်မှောက်သောကိုယ်၏အဖြစ်၌ယထာတတဟုတ်ညာညာအချင်းရာဖြင့်နိဗ္ဗာန်ကြောက်လန့်ခြင်းမရှိပဲမရဏံသေခြင်းသည်ဟောတိဖြစ်တော့သေတဲ့အခါမှာနည်းနည်းလေးတော့ကြောက်ရွံ့မှုမျိုးတောင်သူ့မှာမရှိဘူးဘလို့ကြောက်ရွံ့မှုမျိုးမှမရှိဘူးဟုတ်ညာညာဆိုတာဘလို့ကြောက်ရွံ့မှုမျိုးမှသူ့မှာမရှိဘူးဘာဖြစ်လို့တော့ဝန်တုပ်ပြစ်ချလိုက်ရတယ်လို့မျိုးလို့သူပေးတဲ့ဥမာအလွန်စဉ်းစားတဲ့အကောင်းဘုန်းဘုန်းတို့ကခန္ဓာကိုဝန်တုပ်လို့မမြင်တဲ့အခါကျတော့ဓာကြီးပျက်စီးသွားမှာကိုဘာဖြစ်နေတော့အလွန်ကြောက်နေတယ်ပေါ့နော်ဓာကြီးနဲ့ပဲနေခြင်းနဲ့ဒီဥစ္စာပျက်စီးသွားမဲ့အရေးဟာဘဝမှာနော်အကြီးမားဆုံးသောဒုက္ခလို့ဒီလိုမျိုးထင်နေတာပေါ့ဟုတ်လားအဲ့တော့ဒီကိုရင်ရဲ့ပြောတဲ့စကားတွေဟာသူတို့မှာခေမမင်္ဂလာနဲ့ယာနှုံးပြီးဘလောက်ထိပြည့်စုံနေသလဲဆိုတာသိနိုင်တယ်ပေါ့တနည်းအားဖြင့်အတွင်းဘေးအတွင်းရန်ကိုနော်ရှင်းလင်းထားတဲ့အတွက်ကြောင့်ပြင်ဘက်ကကြောက်မဖွယ်ကောင်းတယ်နော်တကယ်ကိုပဲဒါတန်လေးရဲ့နဲ့ကိုယ်အသေးခုတ်တတ်မဲ့ဘေးဟာဒါအကြီးဆုံးဘေးလို့ဆိုနိုင်တာပဲလေဟုတ်လားဒီလိုဘေးမျိုးနဲ့ကြုံတဲ့အခါမျိုးမှာတော့သူကဘာမှဒုက္ခမရှိဘူးဟုတ်လားအဲ့ဒါနဲ့ဒီခေါင်းဆောင်တစ်ခုကြီးကလက်အောင်ငယ်သားတွေကိုကြည်တယ်မင်းတို့တော့လှုပ်ချင်တာလှုပ်ပေါ့ငါကတော့ဒီကိုရင်စီမှာရဟန်းပြုတော့မယ်ပေါ့နော်ဒီကိုရင်ရဲ့တပည့်ခံတော့မယ်သူလက်တွေ့ကိုပဲအစွမ်းတတ္တိဟာမြင်လိုက်ရတာဟုတ်လားရုပ်ပိုင်းဆိုင်ရာဒုက္ခနာကိုဓာတ်နဲ့ခုတ်ဖြတ်လို့မပြတ်တဲ့နော်အနေအထားကိုမြင်ရတာတင်မကဘဲနဲ့သူ့ရဲ့စိတ်ဟာဘလောက်ထိနော်အဆုံးစွန်ထိကြန့်ခိုင်မှုရှိနေတယ်ဒီအံ့ဩစရာအနေအထားကပိုးတော်မှာအံ့ဩစရာကောင်းတယ်လို့ဆိုနိုင်တယ်ဟုတ်လားခန္ဓာကိုယ်ကြီးကိုဓာတ်နဲ့ခုတ်ဖြတ်လို့မပြတ်တဲ့အံ့ဩဖွယ်ရာထက်ဟုတ်လားဒီလိုဒုက္ခနဲ့တွေ့တဲ့အခါမှာစိတ်ရဲ့တုန်လှုပ်မှုမရှိတဲ့ဆင်းရဲမှုမရှိတဲ့အနေအထားတစ်ခုကပိုးပြီးတော့တောင်အံ့ဩစရာရှိမယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်အဲ့ဒါနဲ့ကြံတဲ့ကိုသားတွေလည်းအကုန်လုံးယဟန်ပြုကြတယ်လို့ဆိုရပါဆိုသူတို့အကုန်လုံးယဟန်ဖြစ်ပြီးတော့ယဟန်နာတွေဖြစ်ကြတယ်အဲ့တော့ဒါဘုံဘုံကဘာပြောနေတာတုံးဆိုတော့အတွင်းဘေးအတွင်းရန်တာတကယ်ကင်းဝေးမယ်ဆိုလို့ရှိရင်အပြင်ဘေးရန်နဲ့တွေ့တော့လည်းပဲဘာမှသိပ်ပြီးတော့ဒုက္ခမရှိဘူးဆိုတာလေးကိုမြင်သိချင်တာ